အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဂျပန်စာတရှင်းလင်းချက်အစီအစဉ်လေးနဲ့နေနှွေးထွေးစွာကြိုဆိုပါရစေအခုကျွန်တော်တို့တွေ N5 အစင်အတွက်တကယ်ကိုမတိမဖြစ်အရေးကြီးတဲ့အကိုစကလုံးနှစ်ခုချောင်းပြောပြသွားမှာပါအဲ့ဒါကတော့မြန်မာလိုကိုနဲ့နှစ်လိုအတိပေးရတဲ့ဝို့အိုနဲ့တို့ဆိုတဲ့အခုစကလုံးလေးတွေပဲဖြစ်ပါတယ်ကဲစိတ်ဝင်စားစရာကောင်းနေပြီမလားဒီတို့တောင်းတဲ့ရှင်းလင်းချက်လေးပြီးသွားတာနဲ့တပြိုင်တည်းတည်းမှာအာနုမဲဂျပန်လိုကိုပါစားတယ်ဘာတောက်တယ်ဆိုတာကိုယုံကြည်မှုအပြည့်နဲ့ပြောနိုင်သွားပါလိမ့်မယ်တကယ်ကိုလက်တွေ့နေ့စဉ်သုံးစကားပြောတယ်မှာနေရာတိုင်းသုံးရမယ့်အရာတွေလေဒါကြောင့်တေးသေးချာချာလေးလိုက်မှတ်ထားဖို့တော့လိုမယ်နော်အစဉ်ပြည့်ဖြစ်ဆိုရင်တော့ဆက်လိုက်ကြရအောင်အရင်ဆုံးဝန်သားကြီးကသတင်းကောင်းတစ်ခုပြောပြချင်ပါတယ်တကယ်တော့လေဂျပန်ဘာသာစကားနဲ့ကျွန်တော်တို့မြန်မာဘာသာစကားဟာဝါချတီဆော့ပုံကွက်တီကိုတူးနေနေတာပါဒီမှာကြည့်လိုက်ပါဗျာဘယ်ဘက်ကမြန်မာလို့ကတ္တာရာကန်ဂျေယာအစင်းလိုက်သွားတယ်လို့မျိုးပဲညာဘက်မှာလည်းဂျပန်လိုအတိအကျအဲ့ဒီအစင်းလိုက်တိုင်းသွားတာကိုတွေ့ရပါလိမ့်မယ်ဆိုလိုတာကကျွန်တော်တို့မြန်မာစကားပြောတဲ့သူတွေအတွက်ဂျပန်စာလေးလိုက်ရတာအရန်ကိုတဘာဝကြပြီးလွယ်ကူနေစေတာပေါ့တကယ်ကိုခွင့်ရည်တစ်ခုပဲလေခဲအခုဂျပန်တရားရဲ့အခြေခံစီမင်းလေးကိုအဆင့်ဆုံးစစ်နဲ့လေ့လာကြည့်ကြမယ်နော်ပထမဆုံးကတ္တာပြီးရင်ကန်ပြီးတော့မှနောက်ဆုံးမှဂျေယာလာပါတယ်ဒီနေရာမှာအရေးကြီးဆုံးမှတ်ထားရမယ့်အချက်တစ်ခုရှိတယ်အဲ့ဒါကတော့ဂျပန်စာမှာစားသည်တောက်သည်စားတဲ့ရိုသေးလေးစားတဲ့ဂျီယာတွေဟောအမြဲတမ်းလို့ must ဆိုတာလေးနဲ့ဆုံးလေးရှိပြီးဝါကြရဲ့အနောက်ဆုံးမှာပဲအမြဲတမ်းနေရာယူပါတယ်ဒါကတော့လုံးဝပြောင်းလဲသွားခြင်းမရှိတဲ့စီမင်းတစ်ခုလို့မှတ်ထားလိုက်ပါနော်ဆိုတော့အခုမြင်တွေ့နေရတဲ့အခရာအကြီးကြီးကိုအော်လို့အတန်းထွက်ပါတယ်တတရသူ့ကိုကံပြအကူစကလုံးလို့ခေါ်တာပေါ့ဗျာသူ့ရဲ့တာဝန်ကပါလဲဆိုတော့ဝါကြထဲမှာရှိတဲ့ကံဖို့ရှင်းပြောရရင်စားခံရတဲ့အရာဒါမှမဟုတ်တောက်ခံရတဲ့အရာတွေရဲ့အနောက်မှာချက်ချင်းကပ်လျက်လိုက်ပေးရတာပါအလွယ်ဆုံးမှတ်ရရင်တော့သူဟာကံပုံနဲ့အနောက်ဆုံးကကြည့်ရကိုခိုင်ခိုင်မာမာဆက်တွယ်ပေးလိုက်တဲ့တရားတွေတစ်ခုပါပဲပိုပြီးရှင်းလင်းသွားအောင်ပထမဆုံးဥပမာလေးတစ်ခုအတူတူကြည့်လိုက်ရအောင်ရာဝတရှိဝဆူရှီကို食べますလို့ဖတ်ပါတယ်အတိတ်ဘယ်ကကျွန်တော်ဆူရှီစားတယ်ပေါ့ဒီမှာတေချာကြည့်ကြည့်မှာဆူရှီဆိုတာစားခံရတဲ့အရာဖြစ်တဲ့အတွက်သူအနောက်မှာအော်လေးကတ်လိုက်ပါတယ်ပြီးတော့မှစားသည်ဆိုတဲ့တပည့် mask ခေရိယာကဝါကြရဲ့အစုံမှာပိတ်ပေးထားတာကိုအားလုံးထင်ထင်ရှားရှားတွေ့မြင်ရမှာပါခဲသဘောတရားလေးကိုနားလည်သွားပြီမလားအခုအစီအမင်းလေးကိုလည်းတီးသွားပြီဆိုတော့ကိုယ်တိုင်လက်တွေ့လုပ်ကြည့်ဖို့အချိန်ရောက်လာပါပြီအားလုံးပဲခဏလေးရပ်ပြီးအခုပေးထားတဲ့စာကြောင်း၃ကြောင်းကိုဂျပန်လိုဘာသာပြန်ကြည့်ပေးပါဦးဖြည်းဖြည်းချင်းအချိန်ယူပြီးစဉ်းစားလို့ရပါတယ်နော်အဓိကအမှတ်ထားရမှာကကိုပြတဲ့အိုးအခုစကလုံးလေးကိုကံပုတ်အနောက်မှာကတ်ချက်ဦးရဲ့ဂျေယာကိုအနောက်ဆုံးမှာထားဖို့ရပါပဲကဲစမ်းကြည့်ကြပါဦးโอเคအဖြေလေးတွေတိုက်ကြည့်ကြရအောင်နော်ပထမဆုံးတစ်ကြောင်းကရာမင်ကိုထားပေးမှာပါတကယ်တော့ပြောနေတဲ့အကြောင်းအရာကရှင်းလင်းနေပြီးသားဆိုရင်ကျွန်တော်လူမျိုးကတ္တရာကိုဂျပန်ဆောင်မှာအစီဖြုတ်ပြောလို့ရပါတယ်ဒုတိယတစ်ကြောင်းကတော့ခါရီဝါဖန်းကိုထားပေးမှာတတိယတစ်ကြောင်းကခါနိုချိုကခူဒါမွန်ကိုထားပေးမှာဆိုပြီးအတီးတီးဖြစ်သွားပါမယ်ကဲအတန်ထွက်လေးပါပို့ပြီးတော့ဝကြတော့အောင်ကျွန်တော်နောက်ကနေလိုက်ဆိုကြည့်ပေးပါရာမင်ကိုထားပေးမှာခါရီဝါဖန်းကိုထားပေးမှာခါနိုချိုကခူဒါမွန်ကိုထားပေးမှာဝါအားလုံးပဲအတန်ထွက်အရန်ကောင်းတယ်ဗျာစားရတာတွေပြီးသွားပြီဆိုတော့အခုနောင်ထက်ကြီးဟာအစ်စ်တစ်ခုဖြစ်တဲ့ Nomimas ကိုဆက်သွားကြမယ်သူကတော့တောက်တယ်လို့အတိပဲရပါတယ်တတိထားမိလာတော့မတီးဘူးသူလဲစောစောက Tabimas လို့ပဲနောက်ဆုံးမှ Mas နဲ့ဆုံးပြီးတော့ဝါကြရဲ့အနောက်ဆုံးမှအမြဲတမ်းနေရာယူပါတယ်ဥပမာလေးကြည့်မယ်ဆိုရင် Coffee တောက်တယ်ကိုဂျပန်လို Coffee ကို Nomimas လို့သုံးပါတယ် Coffee ရဲ့အနောက်မှာကံပပုအိုးလေးတီချပေါက်ထည့်ပေးရတာကိုထည့်ပြီးတွေ့ရမှာပါကဲဒီတစ်ခါနောက်ထပ်ဘာသာပြန်လေ့ကျင့်ခန်းတစ်ခုထပ်လုပ်ကြည့်ကြအောင်စို့အခုလေးတင်လေ့လာထားတဲ့တောက်တီဆိုတဲ့ကြည်ယာကိုသုံးရမှာနော်ဝါကြတီဆောက်ပုံကတော့အစောကအတိုင်းတပုံစံတီးပါပဲဗျာကိုဘာသာကိုယုံကြည်မှုအပြည့်နဲ့စမ်းပြီးပြန်ကြည့်ပေးကြမှာရှေးလေမော်ရည်လက်ဖက်ရည်ဆိုတော့ဝေါ်ဟာရာလေးတွေကိုရောဘယ်လိုသုံးမလဲဆိုတာစဉ်းစားကြည့်ကြရအောင်အဖြစ်မှန်လေးတွေကြည့်လိုက်ကြရအောင်ဗျာအားလုံးပဲမှန်ကြရဲ့လားရေကိုဂျပန်လိုမီဇူးလို့ခေါ်တဲ့ပထမဆုံးတစ်ကြောင်းကမီဇူးကို Nomimas ပါလေမော်ရေကတော့အင်္ဂလိပ်ကလုံးကလည်းတိုက်ရိုက်ယူတုံးထားလို့ Orange Juice ကို Nomimas လို့ခေါ်ပါတယ်လက်ဖက်ရည်ကိုကျတော့ခေါ်ကြလို့ခေါ်တယ်ဗျာဒါကြောင့် Currywurst ခေါ်ကြကို Nomimas ဖြစ်သွားပါတယ်ကဲမမီလွယ်တော့အောင်အတူတူထပ်ပြီးအတန်ထွက်ကြည့်ကြမယ်နော်မီဇူးကို Nomimas ခါနိုဂျိုက Orange Juice ကို Nomimas Currywurst ခေါ်ကြကို Nomimas အတိအကျပါပဲအတန်ထွက်ကိုခဏခဏလေ့ကျင့်မိဖို့မမင်းနဲ့နော်အခုဆိုရင်ဝါကြက်တီဆောက်ပုံတော်တော်လေးရင်းနှီးသွားတော့ပါပြီဆိုတော့ကျွန်တော်တို့သင်ခန်းစာကိုနောက်တစ်ဆင့်နည်းနည်းလေးထပ်ချဲကြည့်ကြမယ်ဗျာအခုမြင်နေရတဲ့တိုး
တော့ဆိုတဲ့အကူစကလုံးလေးကတော့မြန်မာလိုနှစ်လို့အတိတ်ပြရပါတယ်။သူကအရာဝတ္ထုနန်းတစ်ခုဒါမှမဟုတ်နှစ်ခုထပ်ပေါ်တဲ့အရာလေးကိုတွဲဖက်ချိတ်ဆက်ပြီးတဲ့တတားလေးတစ်ခုပေါ့။ဒါလေးကိုသုံးတက်သွားပြီဆိုရင်ကျွန်တော်ရဲ့ဝါကြတွေကအများကြီးပို့ပြီးပြည့်စုံလာတော့မှာပါ။ ပို့ပြီးရှင်းသွားအောင်စာကြောင်းရိုးရိုးလေးတစ်ကြောင်းနဲ့နှစ်ခုပေါင်းဆက်ထက်တဲ့စာကြောင်းတစ်ကြောင်းကိုရှင်းကြည့်ရအောင်ဗျာ။ဘယ်ဘက်မှာကကော်ဖီတောက်တယ်လို့ရိုးရိုးလေးပြောထားတယ်။ညာဘက်မှာကျတော့ကော်ဖီနဲ့ရေတောက်တယ်လို့နှစ်ခုတွဲပြီးပြောချင်တာမှာအဲ့ဒီခါမျိုးမှာကော်ဖီနဲ့ရေချားပြီးမှတို့လေးခန့်လဲရုံပါပဲ။ခိုးခီတိုမီဇိုနိုမီမတ်ဆိုပြီးလလဘဘလေးဖြစ်သွားပါတယ်။ဒီမှာအရေးကြီးတာကတို့လေးကနန်းတစ်ခုကိုအရင်ချိတ်ဆက်ပေးတယ်။ပြီးတော့မှအဲ့ဒီအစုလိုက်ကြီးရဲ့အနောက်မှာကံပြဖို့ဘိုးလေးကချက်ချင်းကလျက်လိုက်လာတာကိုတေချာလေးသတိပြုစီချင်ပါတယ် အခုဆိုရင်အားလုံးပဲဒီနေ့သင်ခဲသမျှအကြောင်းအရာအကုန်လုံးကိုပေါင်းပြီးတော့နောက်ဆုံးလေ့ကျင့်ခန်းလေးကိုအတူတူလုပ်ကြည့်ကြရအောင်။နဲ့လူအသေးပဲရတယ်။တို့ရဲ့ကန်ဖို့ကိုပြတဲ့အိုးရဲ့ပြီးတော့မှန်ကန်တဲ့ကိရာတွေရဲ့ဒါဒီအားလုံးကိုအချိုးကျကျပေါင်းစပ်ပြီးအခုပေးထားတဲ့စကြောင်းနှစ်ကြောင်းကိုဂျပန်လိုပြန်ကြည့်ပေးပါ။သေချာစဉ်းစားနော်။ဒါလေးတွေကိုအမှန်တကယ်လုပ်နိုင်သွားပြီဆိုရင်တော့ဒီနေ့ရှင်းလင်းချက်ကိုအပြည့်အဝနားလည်သွားပြီလို့ဂုဏ်ယူစာနဲ့ပြောလို့ရပါပြီ။ ကဲရင်ကုန်စီကအကောင်းဆုံးအချိန်ရောက်လာပါပြီနောက်ဆုံးအဖြစ်မှန်တွေကိုတိုက်ကြည့်လိုက်ကြရအောင်နံပါတ်1က Susito Ramen o Tambemas to be နံပါတ်2ကခါနုံချိုကခိုးခီတိုခိုးကြောင်း Nomimas ပါအဖြေတွေတိုက်ဆိုင်မှုရှိကြရဲ့လားဗျအားလုံးမဲ့အခုစကလုံးတစ်ခုလုံးကိုကြည်ရနေရမမှန်ကန်ကန်နဲ့တွဲဖက်အပြုံးပြူတက်သွားပြီးဖြစ်တဲ့အတွက်တကယ်ကိုလက်ခုပ်တီးပြီးခုံပြူချင်ပါတယ်ကဲအောင်ပွဲခံတဲ့အနေနဲ့နောက်ဆုံးတစ်ခေါက်စွမ်းအပြည့်နဲ့အတူတူလိုက်ဆိုကြည့်ကြရအောင်ဗျာ Susito Ramen o Tambemas ခါနုံချိုကခိုးခီတိုခိုးကြောင်း Nomimas โอเคတကယ်ကိုမိုက်တယ်ဗျဒီနေ့အတွက်ရှင်းလင်းတင်ပြချက်အစီအစဉ်ကိုအဆုံးသတ်တဲ့အနေနဲ့ပျော်စရာအင်းစားလေးတစ်ခုပေးချင်ပါတယ်အားလုံးပဲဒီနေ့ညစာဖားစားကြမလဲကိုစားမဲ့ဒါမှမဟုတ်တောက်မဲ့အရာတွေကိုအခုလေးလာခဲ့တဲ့ဂျပန်ဝါချတီဆောက်ပုံလေးအတိုင်းချရဲကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဘာသာစကားတစ်ခုကိုသင်ယူတဲ့နေရာမှာချစ်ချင်းလက်တွေ့အသုံးချတာကအထီရောက်ဆုံးတဲ့အကောင်းဆုံးနည်းလမ်းပါပဲဒီနေ့ရှင်းလင်းချက်တွေကနေဂျပန်စာလက်လာရမှာအများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့အပြည့်အဝယုံကြည်ပါတယ်ဂျပန်လိုစဉ်းစားကြည့်ဖို့မမေ့ကြနဲ့နော်အားလုံးပဲဆက်လက်ပြီးစ조사လေ့လာသွားကြပါလို့အားပေးရင်ဒီမှာပဲနှုတ်ဆက်ခွင့်ပြုပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာ